အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ရမညမေးရေးသားထားတဲ့လောကဇက်ခုံအဖို့ဖုံးလို့မြည်ရတဲ့အဝတ္ထုရှိအပိုင်း3ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒိုကလေးဒိုကလေးကန်ညီနာကဒိုကလေးကိုနိုင်ဖို့ရဆယ်နှစ်ဆက်မှုကြိုးစားပါအောင်ဟေးမောင်ယိုဟေးမလာဝေလာမောင်ယိုဝါမြူးကြွားတဲ့တီလို့တန်တဲ့အတူဝဝလုံးလုံးကစ်လေးနဲ့လိုက်ကနေတယ်9နှစ်အရွယ်ကလေးမလေးတယောက်ဒေါ်ပိန်တို့ကွမ်းရဆိုင်တဲ့လူစီချက်ကကြက်ပြတ်မကြအောင်ရှိသည်ဒီနေ့ဒေါ်ပိန်တို့ဆိုင်ပိတ်သည်ဖြစ်တော့လဲကထိတ်ခဲရောက်တိုင်းရက်ွက်ရဲ့မျက်နှာဖုံးပြီးအိမ်မှာခြံဝင်းထဲမှာခြံရှိမှာတတုတီတာကျွတ်တက်၍လူစီကားနေသည်ကာလသားများဒိုးဘက်ဝိုင်းကြတငယ်တော်အကများနှင့်တန်ချက်ကိုမပီကလာဆိုပြီးကွေးကောက်အောင်ကနေသောနီစော်တယောက်သူ့ဘေးနားမှာလူကြီးများလက်ခုပ်တီးကတကြက်တန်တရက်ကိုရင်ဘက်နာအင်ကြီးစာမှာတွေ့ချိတ်ဖြစ်တွေ့ထားပေးသည်တောင်းတူမလုံးမပြောရဘူးဟာကားလာလှချက်ပဲဟေးဥသာတင်လက်ခုပ်တီးရင်လှမ်းအော်ပြောသည်တောင်းတယောက်ကွမ်းနှမြုံနှင့်မျက်နှာကြီးပြုံးဖြီးနေသည်တောင်းအပြိုခါကအညစ်မသမီလှုပ်ဖူးသည်အညစ်ကရင်ရန်ကုန်သားကိုလူလဲကိုတန်ဝင်းဖြစ်အိထောက်ကြ၍တမီချမ်းပုံတာဖိုးခွာတားငယ်စိုးပေဟုကလေး3ယောက်ရှိသည်ဒါကိုအကြောင်းတိလူကြီးဦးသားတင်မှစလိုက်ခြင်းဖြစ်သည်နီစောတော်ပြီမောနေပြီငါမြေလေးဇီးဖြော်ရလာတော့လာအဖွားစီဖွားပိတ်ခမတံပြန်နဲ့တင်လေးလိတ်တယ်များနဲ့ဖြော်ရီထက်သာတော့ငကျင်းဖက်ခွဲလေးကင်ကမြေးမလေးကိုချွတ်ခေါ်နေသည်နီစောတယောက်ကလည်းကားချင်းဖြော်ရီလဲတောက်ချင်တော့စိတ်နှခွားနဲ့ဒိုးဘက်ဝမ်အားလှက်ကြည့်ပြီးဖွားအေးခေါ်ရာစောင်းဖြစ်ပသွားသည်ဒိုးဘက်တန်နဲ့တူမပျော်ရွှင်နိုင်သည်ကဝင်တယောက်ရဲ့ပါဒီနေ့လင်တော်မောင်ပြန်အလားရင်တမဖြစ်စောင့်မျှော်နေရသည်စိတ်မပူလို့ကမဖြစ်ကိုစောတယောက်လို့ရသည်ကမှောက်ခွအလုပ်ဖြစ်သည်နီစောအဖိုးစီကရထားသောဟိုင်းလက်ကားလေးတစ်စီးနဲ့တောင်ပေါ်ကပြန်ဆင်းလာမည်နီတောင်ပေါ်ဆိုသည်ကဒေါနာတောင်ကြီးကိုဖျက်တမ်းဖောက်လုပ်ထားပြီးတရက်ကိုအသွားတစ်ကြောင်းအပြန်တစ်ကြောင်းသာသွားရသည်ကရင်ပြည်နယ်မြဝတီမြို့ဖြစ်သည်ပြပအားကိုပစေယိုအစိုးမြင့်ဝတီများအားဆက်ကျင်ကြဟုသောဆောင်ပုံးနှင့်အညီတစ်ဖက်ကရှမ်းပြည်ဟုခေါ်သောထိုင်းနိုင်ငံကအဝတ်ထဲများဟင်းချုံမှုမို့ဘုံပါတိတ်စသည့်မိသည့်ပစ္စည်းများအဝယ်မခံသောအချိန်ကိုစော်တို့ကာသမဘွားစော့စားပြီးမှောက်ခိုတက်လာသောအဝတ်ထဲများကိုမော်လမြိုင်ကနေဒီနေ့တထိုးဘူတာတို့ယထာဖြစ်တက်လာမိနေဖြစ်သည်အဲ့ဒီလောက်လဲစိတ်ပူမနေပါနဲ့ဝင်းရဲ့ကိုစော်ကခုမှလှုပ်ဖူတာမဟုတ်တာသူကြားချင်းပြီးသားပါမိခိုင်အပေးစကားကိုနားထောင်ကဇီးဖြော်ရီတောက်ရင်ဝင်းကငါဦးစောကိုပြောတယ်ရက်ကြီးခါကြီးလေးနားလိုက်ပါဆိုတာကိုသူ့တမီငကက်လေးလုပ်ပေးရမယ်ဆိုပြီးသွားတာတားကိုမရဘူးကွယ်ဝင်းတယောက်ကိုထက်9နှစ်မြကြီးသောခင်ပေါင်းလန်းကိုဦးစောဟုသာခေါ်သည်မိခိုင်နှင့်စကားပြောနေရင်အိပ်ပြေဘက်မှတော်ရဲ့တန်များကြားရ၍ထွက်ကြည့်မိသည်အမေရဲ့ဖျားအိုးဖျားနှင့်နီစောတယောက်ရိုက်တိုင်းဖြစ်လဲကြလိုက်ပြန်ထားလိုက်ဖြစ်ဖို့အလူလူနှင့်ရှိသည်ဘေးနာတွင်အကိုတန်ဝင်းတို့အဖွဲမှတဝဝနှင့်တဘောကြလျက်ရှိသည်ခလေးပါဖြစ်တာလဲမထေဝင်းတယောက်အမထေအားလမ်းမေးသည်ဘာဖြစ်ရမှာလဲနဲ့သမီးနီစောပေါ့အကိုတန်ဝင်းထက်ထားတဲ့ထက်ယူခွက်ကိုဖြော်ရအမတ်နဲ့တောက်ပြီးမူးနေတာလေဟုရေမောင်ရင်ပြောသည်ဝင်းတယောက်လင်သောကပူနေရပါသည်ဆိုမှသမီးတယောက်အဖြစ်အားငိုချင်ရဲ့ပြုံးမိပြီးအော်ဖြစ်ရလေနီစောရဲ့ဟုသာညီတွားနိုင်ပါတော့သည်နောက်တစ်ပတ်ရဲ့နောက်တစ်ပိုင်းကိုဆက်လက်ဆောင်မျှော်အားပေးကြပါအောင်ရှင်